ကလည်းပတ်စံ3ပါအောင်မြင်တယ်မက်ဆီမရှိရင်ချန်ပီယံလိမရအောင်အဲ့တုန်းကမရသေးဘူးမက်ဆီမရှိရင်ချန်ပီယံလိမရဘူးတကယ်ချမ်းသာတဲ့အသင်းတွေမှာပဲရတယ်โอเคကျွန်တော်ကလည်းပြန်ပြောတာပေါ့တဲ့မှာအနည်းဆုံးတော့ဂွာဒီယိုလာပဲအသင်းကမှထုတ်တာမခံရဘူးချမ်းသာတဲ့အသင်းတွေကနီးပြလုံးချင်လို့ရှိရင်ချမ်းသာတဲ့အသင်းတွေကခေါ်နိုင်လောက်တဲ့ level မျိုးရအောင်ကြိုးစားပေါ့တဲ့မှာတကယ်တမ်းတော့သူ့စိတ်ထဲမှာသူစိတ်ပျော်တဲ့ဟာလေးတွေသူလိုက်လုံနေရလို့ကျွန်တော်ခံစားရတယ်ဆိုတော့ဘာဖြစ်ဖြစ်သူ့ကိုမိသားစုနဲ့ပတ်သက်ပြီးအများကြီးအဆင်ပြေသွားစေချင်ပါတယ်ကျွန်တော်လည်းတိတိပပတော့မသိပေမဲ့သူ့မှာအဲ့လိုအိမ်တော်ကြီးအဆင်မပြေတဲ့ဟာလေးရှိတယ် sport ကနေတော့ပြန်လဲကြိုးစားပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် Total Sport ကကိုထဆိုးပါဆိုတော့ကျွန်တော်ဒီနေ့ကတော့တန်ကြီးကိုတော်တော်များများလေးသိပြီးနေကြသတင်းဖြစ်တဲ့ Man City တဲ့နီးပြ Pep Guardiola ဒီရာဒီကုန်လို့ရှိရင်ဒါ Man City အသင်းကထွက်ခွာတော့မယ်ဆိုတဲ့သတင်းဒီသတင်းနဲ့ပတ်သက်ပြီး Guardiola နဲ့ပတ်သက်ပြီးကျွန်တော်ရဲ့အမြင်လေး Guardiola အခုထွက်ခွာမယ့်အခြေအနေနဲ့ပတ်သက်ပြီးကျွန်တော်ရဲ့ခံစားချက်တွေနဲ့ပတ်သက်ပြီးကျွန်တော် sharing လေးလုပ်ပေးကြပါတယ်ဆိုတော့ဒါကတော့ပုံမှန်နီးပြတစ်ယောက်ဒီလိုမျိုးသွားလို့ရှိရင်လုပ်တယ်ဆိုပေမဲ့လေတကယ်တမ်းပြောရရင် Guardiola ကတော့ Guardiola သွားတော့မယ်ဆိုတဲ့အချိန်မှာလောက်ရတဲ့ခံစားချက်ကတော့မတူဘူးဗျာသိလားပြောရတဲ့ feeling အရာလည်းမတူဘူးဘာလို့ဆိုတော့ကျွန်တော်အရှိမနီးပြတွေအဲ့လိုလမ်းခွဲသွားတဲ့ဟာတွေအရှိမအများကြီးရှိခဲ့ဘူးတယ်ဥပမာဂျာဂျင်ကလော့ဆိုလဲလီဗာပူးနဲ့လမ်းခွဲခဲ့တယ်ပြီးတော့ဒီအရှိမအသင်းနဲ့အဲ့လိုနှုတ်ဆက်လိုက်ရတဲ့နီးပြတွေအများကြီးရှိခဲ့တယ်ပေါ့ဒါပေမဲ့ Pep Guardiola ကကြတော့ကျွန်တော်အတွက်ဆိုရင်ပေါ့ဒါကျွန်တော်အတွက်ပြောပြတာပေါ့ကျွန်တော်က Man United ကိုအားပေးရပရိသတ်ဖြစ်တယ်အဲ့တော့ကိုအားပေးတဲ့အသင်းနဲ့ဘာမှမသက်ဆိုင်ဘဲနဲ့ကိုအားပေးတဲ့အသင်းနဲ့ပတ်သက်ရင်ဒုက္ခပေးခဲ့တဲ့ memory တွေပဲရှိတဲ့လူတစ်ယောက်ဖြစ်ပြီးတော့ကျွန်တော်ကြိုက်တဲ့တူးတဲ့သောလူသားလည်းဖြစ်တယ်ပေါ့နော်ဆိုတော့သူ့အဲ့လိုမျိုးလည်းပြောလို့ရဘာလို့လဲဆိုတော့ကျွန်တော် Man United ကိုအားပေးတဲ့အချိန်လေးရဲ့ဒီနှောင်းပိုင်းကာလတွေမှာကျွန်တော်ချန်ပီယံလိဘောလုံးပွဲနှစ်ခါကစားရတယ်နှစ်ခါလုံးကဂွာဒီယိုလာရဲ့ဘာစီလိုနာအသင်းကိုရှုံးတယ်သူ Man City ကိုရောက်လာတယ် United ဒီသူရောက်လာကြတဲ့က Man City ရဲ့အပေါ်မှာတရားသီးမှမပြီးတော့ဘူးဂွာဒီယိုလာရောက်လာပြီးကြတဲ့က Man City ဒီ United ရဲ့အပေါ်မှာအမြဲတမ်းပြီးခဲ့တယ် head to head ဒီမှာနိုင်တာလည်းရှိရရှုံးတာလည်းရှိရ City ကိုနိုင်ပြီးဖလားရတာလည်းရှိရ City ကကိုရီကိုနိုင်သွားပြီးဖလားရတာလည်းရှိတယ်ဒါပေမဲ့ဟိုအသင်းရဲ့ရလဒ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကအရင်စိတ်မဝင်စားပါဘူး City နဲ့ပတ်သက်လို့ရှိရင် no feeling ဒါပေမဲ့ Guardiola နဲ့ပတ်သက်လို့ရှိရင်တော့ကျွန်တော်မှအရင်သူ့ impress ဖြစ်ရတဲ့လေးစားရတဲ့အချက်တွေအများကြီးရှိတယ်ဆိုတော့ဒါသူထွက်ခွာမယ်ဆိုတာ Man City အတွက်ကောကျန်တဲ့ rival club တွေအတွက်ကောနောက်တစ်ချက်ကဘယ်လိုပြောရမလဲဒီ Premier League အသင်းတွေအတွက်ကောအင်္ဂလန်ဘောလုံးလောကအတွက်ကောပေါ့တော်တော်လေးဆုံးရှုံးမှုကြီးမားတယ်လို့ကျွန်တော်မြင်ပါတယ်ဆုံးရှုံးတယ်အစားထိုးလို့မရဘူးလို့တော့မသုံးနှုံးကြအောင်ဒါပေမဲ့သူ့လိုမျိုးလူတစ်ယောက်ကိုအစားထိုးဖို့ဆိုတာတော်တော်လေးခက်ခဲမဲ့ကိစ္စမျိုးပါဆိုတော့ဒီအချက်ကတော်တော်လေးဘောလုံးပွဲတွေကိုတကယ်သဘောကျတဲ့လူတွေအတွက်ဆိုရင်တော့နည်းနည်းနှမျောစရာကောင်းတဲ့လမ်းခွဲတစ်ခုပေါ့ Man City ပရိသတ်တွေအတွက်ဆိုရင်တော့ပိုအောင်ဆိုးသေးတာပေါ့ဒါတို့က10နှစ်တာတန်ရောစင်နဲ့ဒီအသင်းကိုအများကြီးကြီးခဲ့တယ်ဆိုတော့ကျွန်တော်အသင်းတွေမှာဆိုရှိကြရပဲ Silas ကြောင့် Man U အားပေးတယ်ပြီးရင် Mourinho ကြောင့် Chelsea ကိုအားပေးဖြစ်တာ Wenger ကြီးကြောင့် Arsenal ကိုအားပေးတာငါတို့က Klopp ရောက်လာတော့ Klopp ကြီးကြောင့် Liverpool ကိုပို့ပြီးသဘောကျသွားဆိုတော့ဒါတွေကတကယ်တမ်းပြောရရင်အမှန်တရားပဲဆိုတော့တချို့တွေကကြတော့ကိုကဟိုကြာအားပေးတယ်ဆိုတဲ့ပုံစံမျိုးပေါက်အောင်လို့ဟိုရှေ့ကပဝေသနီနီးပြတွေကိုဆွဲထည့်ပြီးပြောကြတကယ်တမ်းပြောဘောလုံးမှာအဲ့ဒါအရေးမကြီးပါဘူးမြတ်ဘယ်အချိန်ရပဲစပြီးအားပေးဘယ်အသက်အရွယ်မှာစပြီးအားပေးဘယ်လိုပဲဖြစ်ဖြစ်လူဆိုတာကိုနဲ့ဓာတ်တဲ့မှာကိုနဲ့ chemistry ဓာတုပေတာမိတဲ့လူတစ်ယောက်နဲ့တွားညှိတဲ့အချိန်ကြတော့မှဒီအသင်းကိုသဘောကျသွားတဲ့မျိုးကဖြစ်တတ်တာပဲဆိုတော့သူများတွေလှောင်မပြောင်းပါတယ်အဲ့ဒါတွေဘာမှဒါတွေကဟိုကွယ်ဝတ်ထားစရာကိစ္စမဟုတ်ဘူးဗျာဂွာဒီယိုလာလိုနီးပြမျိုးရောက်လာတဲ့အချိန်မှာအားပေးရဆိုရင်တော့အားပေးတဲ့တက်တန်း10နှစ်ဖြစ်နေပြီဆိုတော့ဒီလိုနီးပြမျိုးရောက်လာတဲ့အချိန်မှာဒီအသင်းကိုသဘောကျသွားတယ်ဆိုတာမျိုးကလည်းဘယ်သူအတွက်မဆိုဖြစ်နိုင်တဲ့ကိစ္စပဲဆိုတော့ကျွန်တော်ထင်တယ်Man City ပရိသတ်တွေထဲမှာအနည်းဆုံး25%လောက်ကတော့၄ပုံတစ်ပုံလောက်ကတော့ Man City လက်ထက်မှာအားပေးတာမဖြစ်နိုင်နဲ့United ကိုတိတ်သဘောမကျဘူးMan City ကလုံးဝပခုံးချင်းရမောင်တန်းလာတဲ့အကွဲရိုးဆိုပြီးអော်လိုက်တယ် Man City ဆိုလည်းတကယ်တော်တဲ့နီးပြပဲပြီးတော့အဲ့ရနေ Pellegrini လက်ထက်ပြီးကြတော့မှGuardiola လက်ထက်ပေါ့ဆိုတော့၄ပုံတစ်ပုံလောက်ကတော့အဲ့ဒီမှာတွေကအားပေးတာဖြစ်နိုင်တယ်ကျန်တဲ့၃ပုံလောက်ကတော့ Pep နဲ့အတူပဲ Man City ပရိသတ်ဘဝကိုသူတို့ကြီးပြင်းလာရတယ်လို့ကျွန်တော်မြင်တာပေါ့ဆိုတော့ Guardiola လမ်းခွဲတဲ့ကိစ္စအပေါ်မှာကျွန်တော်တို့ဟိုဒီအစောပိုင်းကာလတွေမှာပဲဘယ်လိုပြောရမလဲသူ့အနေနဲ့ဒီသတင်းတွေကကြဲကြဲလောင်လောင်ထွက်နေပြီအထူးသဖြင့်ဗမာပို့ပြီးတိတာလဲဆိုတော့ကျွန်တော်မြင်တာ Chelsea အသင်းနဲ့ Enzo Maresca နဲ့လမ်းခွဲပြီးတဲ့အချိန်မှာလည်းကျွန်တော်စဉ်းစား Enzo Maresca ထွက်တဲ့ပုံစံကသူ Man City နဲ့ပွဲမတိုင်ခင်မှာသူအတကုံနင်းပြီးတော့ထွက်တယ်မရရအောင်သူ့မှာလည်းသူ့ internet issue တွေလည်းရှိတာပေါ့နော် Chelsea မှာအဲ့ဂျားတွေကမှသူဒီ Man City နီးပြဖြစ်လာဖို့တော်တော်ရေပန်းစားနေတယ်ရေပန်းစားနေတဲ့အချိန်မှသူ့အနေနဲ့တခုခုရဲ့ကံလန်းမှုကိုယာထားလို့ကျွန်တော်အဲ့မှာခံစားမိပြီးတော့ Man City လို့လည်း link ကနည်းနည်းတော့ထင်တယ်ဗျာဒါပေမဲ့အထားပါတော့ Guardiola အမြဲတမ်း
press conference တွေကိုကြည့်လိုက်လို့ရှိရင် तू ကသူ့မှာ contract တစ်နှစ်ကျန်သေးတယ် contract တစ်နှစ်ကျန်သေးတယ်ဆိုတာအများနဲ့ तू အများနဲ့လို့ပါဇက်ကနေ तू ထုတ်ပြီးပြောတယ်ဆိုတော့မဖြစ်တော့သေးဘူးထင်တယ်ဒါမှမဟုတ် Enzo Maresca တစ်နှစ်လောက်တော့ तू ဒီတိုင်းနေပြီးတော့မှ Guardiola ကိုစောင့်ပြီးတော့မှထွက်မလားပေါ့လေဒါကိုလည်းတစ်ချက်စဉ်းစားနေရပါဒါပေမဲ့တကယ်တမ်းကတော့အခုဆိုရင်ဖတ်တဲ့သတင်းတွေအရဆို Enzo Maresca မြန်မြန်ဆန်ဆန်ပဲဖြစ်လာမဲ့သဘောမှရှိတယ်ဆိုတော့အဲ့မှာတည်းက Guardiola တီသူဆုံးခွာတော့မယ်ဆိုရဲ vibe ကိုကျွန်တော်ရနေရပဲဆိုတော့တကယ်တမ်းအခုလောက်ထိမြန်မြန်ဆန်ဆန်ကတ်ပြီးတော့ဒီသတင်းတွေကခိုင်ခိုင်မာမာထွက်လာမယ်လို့တော့မထင်သားခဲ့ဘူးပေါ့ဆိုတော့ Guardiola နဲ့ပတ်သက်လို့ရှိရင်အခုဆိုရင်ဒါလူတွေကဆက်ဆက်နောက်နောက်နဲ့တော့ပြောနေကြတာပေါ့တဲ့မှာ Arsenal ပရိသတ်တွေကလည်းအာတီတာကိုကြောက်လို့ပြေးတယ်တို့ United ပရိသတ်တွေကလည်း Carrick ကိုကြောက်လို့ပြေးတယ်တို့အလွန်ဆိုကြီးရောက်လာတော့သူလူငယ်နီးပြတွေနဲ့မရှင်နိုင်တော့လို့ပြေးတယ်တို့ဒါတွေကတစ်ချိန်လုံးက Guardiola ကိုယ်တိုင်ရှိခဲ့တဲ့level မျိုးတွေပါတဲ့မှာဒါတွေကအရှိမှဆိုပြောခဲ့ကြတာပဲSir Alex ကို Guardiola တို့ club တို့ရောက်လာတဲ့အချိန်မှာမနေနိုင်တော့လို့ပြေးတယ်ဒါပေမဲ့တခါလေးကျတော့ကျွန်တော်တို့ကသူတို့ရဲ့family life တွေကိုမေ့ထားကြတာများတယ်ဆိုတော့ခုနပြောတဲ့ဟာတွေကစားတာနောက်တာပြောတဲ့ဟာတွေကပြဿနာမရှိပါဘူးဒါပေမဲ့အဓိကတော့အတီးပြောလောက်တဲ့အထီတော့အုံနောက်ကနည်းနည်းဂျမ်းမဖြစ်ဖို့တော့လိုတာပေါ့ဆိုတော့ Guardiola လိုနီးပြမျိုးကတော့ဘယ်နီးပြအောင်မှကြောက်ပြီးပြေးမဲ့နီးပြမျိုးမဟုတ်ဘူးဆိုတော့သူ့ပုံစံကိုကြည့်လိုက်လို့ရှိရင်သူဖြတ်တန်းလာတဲ့ career wise ကိုကြည့်လိုက်လို့ရှိရင်တော့တိတာနေရပဲဆိုတော့အဲ့ဒါမျိုးတွေကတော့တကယ်အတီးအနေနဲ့မပြောမိဖို့တော့အရေးကြီးတယ်စစနောက်ပြောတာတော့ပြဿနာမရှိဘူးဆိုတော့ကျွန်တော်တို့ကနီးပြတွေရဲ့ family life တွေကိုနားမလည်ကြတာများတယ်ဆိုတော့Sir Alex မှာကိုဆန်တော့ကလည်း Sir Alex မှာဗျာဒါကျွန်တော်ဖတ်ဖူးမိတယ်လို့ပြောပြတာပါ Sir Alex မှာဆိုရင်သူ့မှာသူ့ဇနီးရှိတယ်သူ့ဇနီးမှာအဲ့လိုမသူ့ဇနီးနဲ့အရန် close ဖြစ်တဲ့ညီမတစ်ယောက်ပေါ့နော်ရှိတယ်အဲ့ဒီညီမကကွယ်လွန်သွားတယ်ကွယ်လွန်သွားတဲ့အချိန်မှာသူ့ဇနီးကနည်းနည်းလေး lonely ဖြစ်တယ်ပေါ့ဗျာအဖော်မဲ့တယ်အထီးကျန်တယ်အသက်ကလည်းကြီးလာပြီဆိုတော့ဒီလိုနေသားမှာဘောလုံးကိစ္စတွေအောင်စိုက်ဖို့တက်ဆိုင်ကိုဇနီးနဲ့အတူတူအသက်ကြီးရဲ့ဖိုးကြီးဖွားကြီးလင်မယားနှစ်ယောက်အတူတူဖြတ်တန်းမယ်ဆိုတဲ့ live ကိုပို့ပြီးတော့ရွေးချယ်လိုက်တဲ့ပုံစံလိုမျိုးပေါ့ဆိုတော့ Pep ကတော့အဲ့တုန်းက Sir Alex လောက်အသက်မကြီးသေးဘူးဆိုပေမဲ့သူ့မှာလည်းမိသားစုပြဿနာတွေအများကြီးရှိတယ်ကျွန်တော်ဖတ်ရတဲ့လောက်ဆိုရင်သူ့ရဲ့အမျိုးသမီးနဲ့သူ့နဲ့က divorce လေးလုပ်ထားတယ်ကွာရှင်းထားတယ်သူကမိသားစုနဲ့အတူတူမနေရဘူးသူပိုင်ဆိုင်မှုတွေလည်းသူကအကုန်ပေးထားတယ်သူ့ဇနီးကိုပေါ့နော်အကုန်ပေးထားတယ်အဓိကကသူက Manchester မှာ Man City နဲ့ဆက်ရှိခြင်းပေမဲ့လည်းမိသားစုကကျတော့ Spain မှာနေရတာပိုသဘောကျတယ်သူတို့က Spain လူမျိုးတွေလည်းဖြစ်တဲ့အခါကျတော့အထူးသဖြင့် Catalan ဒေသလူတွေကလူမျိုးဆွဲရလည်းကြီးတာ哦ဆိုတော့လူမျိုးဆွဲကြီးတော့ကိုယ့်ရဲ့ကိုယ့်ဒေသမှာနေရတယ်တော်ပြီး10နှစ်လောက်နိုင်ငံသားမှာအလုပ်လုပ်ပြီးရင်တော်ပြီးပြန်လာတော့ဆိုတဲ့ပုံစံလိုမျိုးပါဒါပေမဲ့သူ့အနေနဲ့ကျတော့လည်း City ကိုသူတန်ရုံးစင်လည်းတော်တော်ရှိပါတယ်သူကတကယ် City နဲ့ attachment တော်တော်ရှိတဲ့လူမျိုးထဲမှာပါတယ်အဲ့ဒီတော့ကြောင့်သူကဒီအသင်းမှာပဲသူရသလောက်ဆက်နေတယ်ပြီးတော့တခြားသောလူမှုရေးပြဿနာတွေလည်းသူတို့မှာရှိမှာပေါ့အဲကြောင့်မနစ်ကဆိုရင်ကြည့်ရတဲ့အချိန်မှာကျွန်တော်တော်တော်လေးစိတ်မကောင်းဖြစ်တယ်သူ့ပုံစံသူလက်တွေနဲ့မျက်နှာတွေကိုကုတ်ချက်ထားတဲ့ဟာတွေဒါတွေကသူ့အမျိုးသမီးနဲ့ divorce လုပ်ပြီးတိတ်မကြခင်မှာသူ့ကိုမြင်ရတဲ့ပုံစံမျိုးတွေပေါ့အဲ့တော့နောက်ကွယ်မှာ तू ကသူ့ကိုယ်သူဘယ်လောက်ညှင်းဆဲနေမလဲဘယ်လောက်နှိမ့်ဆက်နေမလဲဒါကျွန်တော်တို့ကမသိရဘူးဆိုတော့လူတွေကတော့တခုခုဖြစ်လို့ရှိရင်ဘောလုံးနဲ့ပတ်သက်တဲ့ပြဿနာတွေကိုပဲအဓိကအဖြစ်ပြောပြီးတော့သူ့ကိုဒါဒီအပေါ်မှာပဲ focus ထားပြီးမေးနေပြီပဲကျွန်တော်ထင်တယ် Guardiola အတွက်ကဘောလုံးဆိုတာ तू ကဗျာသူ့သဘောထားတဲ့ပုံစံဘောလုံးဆိုတာသူ့ဘဝရဲ့အစိတ်ပိုင်းတစ်ခုပဲသူ့ရဲ့ဘဝတစ်ခုလုံးတော့မဟုတ်ဘူးဘောလုံးကအဲ့ဒါတော့သိကြတယ်ဘာလို့ဆိုကျွန်တော်သူ့ရဲ့ biography တွေရော interview တွေရောအများကြီးဖတ်ဘူးတယ်သူကပြင်ပလူနေမှု lifestyle အရင်တန်မိုးထားတဲ့လူတွေမှာပါတယ်သူဝါသနာပါတဲ့ဟာလေးတွေသူလှုပ်ချင်တယ် coffee ရိုက်ချင်တယ်သူ creative လုပ်လို့ရမယ့်ဟာတွေလှုပ်ချင်တယ်မိသားစုနဲ့သူနေချင်တယ်တကယ် family man ပေါ့နော်မိသားစုနဲ့အတူတူသူနေချင်တယ်အဲ့လိုပြောရရင်လုံနေတဲ့အချိန်တွင်းမှာအကောင်းဆုံးလုပ်ပေမဲ့လေအလုတ်လောဘသူကတအားကြီးရှိတဲ့အထဲမှာမပါဘူးသူ့ရဲ့ personality ကအဲဒါကြောင့်သူ honorary နဲ့ပြောတဲ့ interview မှာဆိုပြောတယ်သူဘောလုံးနဲ့ပတ်သက်ရင်မင်းလူတွေဘလို့အမှတ်ရနေစေချင်လဲဆိုသူပြောသွားတာကျွန်တော်အရန်သဘောကျတာပဲသူဖြေသွားတဲ့အဖြစ်သူကဘလို့မှအမှတ်မရစေချင်ဘူးတဲ့ I wish they forget ဆိုတော့သူ့လူတွေမေ့သွားတာကိုပဲသူပိုသဘောကျတယ်ဒါကမီဒီယာမှာပြောလို့ကောင်းပြောတာလည်းဖြစ်နိုင်တယ်လို့ဒါပေမဲ့သူပြောတဲ့ပုံစံကတကယ်ခံစားချက်အစစ်မှန်သူပြောတာပဲဆိုလို့ကျန်တာဘောလုံးမှာတမင်းတက်တမင်းဆင်းရတော့အကုန်လုံးမှာရှိကြတာပဲဆိုတော့နောက်10နှစ်အနည်း20နေလို့ရှိရင် Guardiola ဆိုတဲ့နာမည်လူတွေသတိရနေရမျိုးလည်းဖြစ်ကောင်းဖြစ်မယ်သတိမရတော့တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့တော့ဒီလိုမျိုးအနေထားမှာသူ့အနေနဲ့ဒီအပေါ်မှာအရင် serious မရှိဘူးပေါ့ဗျာတဲ့တမိုင်းအသစ်တစ်ခုလုံးဝ Guardiola တယောက်တည်းပဲရှိနေမဲ့ပုံစံမျိုးဆိုတဲ့လူတွေသူ့ကိုတတနဲ့ဖြစ်နေမဲ့ပုံစံမျိုးကိုသူကအဲ့လိုဖြစ်နေလဲအဆင်ပြေတယ်မဖြစ်လဲပြဿနာမရှိဘူးသူ့ကိုမေ့သွားလဲပြဿနာမရှိဘူးဆိုတဲ့ personality မျိုးထဲမှာပါတယ်ဆိုတော့အဲ့ဒီချက်ကိုလည်းကျွန်တော်တော်တော်လေးသဘောကျတယ်သူ
ဒီဘဝနေနီးဘဝရဲ့သူဖြတ်တန်းတဲ့ပုံစံနဲ့ပတ်သက်ပြီးသူပြောတဲ့အကြောင်းအရာလေးဆိုတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ဆိုတော့အဓိကကတော့ကျွန်တော်ထင်တယ်သူ Man City ကနေထွက်ချင်တဲ့အဓိကအကြောင်းရင်းကတော့သူကက်တလန်ကိုပြန်ကျင်တယ်သူကအဲ့ဒီစပိန်ဒေသဒီသူ့မြို့ကိုသူတအားချစ်တယ်ပြီးတော့ဘာစီလိုနာဆိုလည်းသူအမြဲတမ်းပြောတာသူ့ရဲ့ဘယ်ချိန်ဖြစ်သူအမြဲတမ်းအားပေးနေမဲ့ club အသင်းဆိုပြီးသူပြောတယ်ဆိုတော့ဒါအခုကတော့ဘာစီလိုနာပြန်မဲ့အရေးအယောင်တော့မဟုတ်ပါဘူးအဓိကသူအဲ့ဒီဒေသမှာသူပြန်နေခြင်းတဲ့သဘောမျိုးမှာရှိတယ် City မှာတော့သူကကျွန်တော်တင်တယ်ငကိုရည်ရွယ်ရင်းကသူအဲ့လောက်ထိကြာမယ်လို့မထင်ထားခဲ့ဘူးဒါပေမဲ့သူအမြဲတမ်းတစ်ဖောက်ပတ်ချီကျူတယ်ပိုင်ရှင်တွေသူ့ရဲ့ဘုတ်အဖွဲ့တွေပြီးတော့ပရိသတ်တွေကစားသမားတွေကသူ့အပေါ်တော်တော်လေးကောင်းကြတယ်ဆိုတော့လိုအပ်တာတက်ပို့ပြီးတော့ပျော်မွေ့သွားတဲ့သဘောမှာတော့ရှိတယ်ပြီးတော့ Premier League ရဲ့ England Football Culture ကိုလည်းသူတော်တော်သဘောကျတယ်အဲ့ဒါကြောင့်ကျွန်တော်ဘာတစ်ခုဘာထပ်ပြီးသတိရလဲဆိုတော့လူတွေပြောရလေ PSG နဲ့ Bayern Munich ပွဲကစားနေတဲ့အချိန်မှာ तू အဲ့အင်္ဂလန်အောက်တန်းကပွဲတစ်ပွဲ तू သွားကြည့်တယ်အဲ့ဒါကိုလူတွေအများကြီးပြောတယ်အဲ့တော့ तू အဲ့ရမတိုင်ခင်တည်းက तू interview တစ်ခုမှာ तू ပြောဘူးတယ် तू က FA Cup ကစားရတာ तू အရန်သဘောကျတယ်ဘာလို့လဲဆိုတော့အဲ့ FA Cup မှာအဝေးကွင်းသွားကစားတဲ့အချိန်မှာအဲ့ပထမတန်းတို့ဒုတိယတန်းတို့ချန်ပီယံရှစ်တို့ကအသင်းတွေရဲ့အိမ်ကွင်းပရိသတ်တွေကသူတို့အသင်းကြီးတွေနဲ့ကစားတဲ့အချိန်မှာအားပေးတဲ့ပုံစံလုံးဝသိလားအဲ့ဒါတခြားနိုင်ငံတွေမှာမမြင်ရတဲ့ဘယ်လိုပြောမလဲအငွေ့အသက်ပေါ့ဗျာဘောလုံးနဲ့ပတ်သက်တဲ့ယဉ်ကျေးမှုအငွေ့အသက်စိတ်အားထက်သန်မှုစိတ်ပြင်းပြမှုအဲ့ဒါတွေ तू ကတော်တော်လေးသဘောကျတဲ့အထဲမှာပါတယ်ဆိုတော့ကျွန်တော်ကတော့အင်္ဂလန်မရောက်ဘူးတော့မသိဘူးပေါ့နော်တကယ်ကြည့်ဘူးတဲ့လူတွေကတော့သိမှာပေါ့အဲ့ကျွန်တော်တို့ FA Cup အောက်တန်းအသင်းတွေနဲ့အဝေးကွင်းတွေသွားကစားလို့ရှိရင်လုံးဝပရိသတ်ကတော်တော်ကြည့်လို့ကောင်းတယ်ဗျာဒါဒီနှစ်ဆို West Ham နဲ့ Chelsea ပွဲတွေပါတယ်ဆို West Ham ပရိသတ်တွေ support လုပ်တဲ့ပုံစံတွေပါတယ်ဆိုလုံးဝကြက်သိမ်းထားစရာကောင်းလောက်တဲ့အထိကောင်းတဲ့အထဲမှာပါတယ်ဆိုတော့အဲ့ဒါကြောင့် तू ကဒီနှစ်ပြီးရင် तू အင်္ဂလန်မှာမရှိတော့တာဖြစ်တဲ့အတွက် तू အဲ့ပွဲကိုသွားကြည့်တယ်လို့ကျွန်တော်ထင်တယ်ဘာလို့လဲဆိုတော့ तू အဲ့ဒါမျိုးတွေ तू တော်တော်သဘောကျတယ်ဗျဒီ championship ပွဲစဉ်တွေတည်းမှာအောက်တန်းအသင်းတွေရဲ့အဲ့လိုကစားတဲ့ပွဲစဉ်တွေမှာပရိသတ်တွေအားပေးတဲ့ပုံစံ तू တော်တော်သဘောကျတယ်ပြောချင်တာ तू အင်္ဂလန်မှာ तू လှုပ်လို့ရတဲ့ဟာလေးတွေ तू နောက်ဆုံးအချိန်အနေနဲ့လိုက်လှုပ်တယ်အဲ့တော့လူတွေတစ်ဖက်မှာဟာလုံးဝပွဲကောင်းတကယ်ချန်ပီယံလိရဲ့အနှစ်သာရဂိုးတွေအများကြီးသွင်းတဲ့ပွဲကိုမကြည့်ဘူးလားဆိုပြီးတော့ဒီဘက်ကောင်းနေပြီလားဆိုပြီးတော့ထင်ကြပေမဲ့လေတကယ်တမ်းကတော့သူ့စိတ်ထဲမှာသူစိတ်ပျော်တဲ့ဟာလေးတွေသူလိုက်လုံနေတယ်လို့ကျွန်တော်ခံစားရတယ်ဆိုတော့ဘာဖြစ်ဖြစ်သူ့ကိုမိသားစုနဲ့ပတ်သက်ပြီးအများကြီးအဆင်ပြေသွားစေချင်ပါတယ်ကျွန်တော်လည်းတိတိပပတော့မသိပေမဲ့သူ့မှာအဲ့လိုအိမ်တော်ကြီးအဆင်မပြေတဲ့ဟာလေးရှိတယ်အဲ့တော့အနည်းဆုံးတော့သူဘောလုံးဒီ Premier League မှာမလုပ်တော့တဲ့အချိန်မှာဘာစီလိုနာကိုပြန်ပြီးတော့သူ့ရဲ့မိသားစုနဲ့သူ enjoy လုပ်မယ်ဆိုလဲဒါ okay တယ်လက်ခံလို့ရတဲ့အနေဒါပဲဒါပေမဲ့ကျွန်တော်ဖတ်ဘူးတာတော့သူကနိုင်ငံလက်ဝေးစဉ်အသင်းနီးပြရာတို့စိတ်ဝင်စားတယ်ဒါပေမဲ့စပိန်နီးပြတော့သူဘယ်တော့မှလုံးမှာမဟုတ်ပါဘူးစပိန်နဲ့အိုက်ကက်တလန်ရဲ့ political issue တွေကနည်းနည်းရှိရဗျနိုင်ငံရေးပြဿနာတွေကနည်းနည်းရှိရတဲ့အတွက်သူကတစ်ချိန်မှာတော့အဲ့လိုနိုင်ငံလက်ဝေးစဉ်အသင်းတစ်ခုခုရဲ့ယာဒူးကိုသူချိန်ရွယ်နေပုံရတယ်ဆိုတော့ကျွန်တော်အင်္ဂလန်မှာရှိတော့အင်္ဂလန်နီးပြယာဒူးနဲ့တောင်သူကတော်တော်လေးသတင်းထွက်ခဲ့သေးတယ်ဆိုတော့တစ်ချိန်မှာတော့ဖြစ်ကောင်းဖြစ်လာနိုင်မယ်လို့တော့ထင်တယ်အဲ့တော့ဒါမှမဟုတ်အီတလီဘောလုံးလောကနဲ့ဗာညာနည်းနည်းလေးများခုများနိုင်ငံအသင်းနဲ့သူလုံးပြမလားပေါ့ဒါလေးလည်းတစ်ချိန်မှာစောင့်ကြည့်ကြင်စရာတော့ကောင်းပါတယ်စပိန်နီးပြမဟုတ်ပဲနဲ့တခြားနိုင်ငံလက်ဝေးစဉ်အသင်းတစ်ခုခုကိုကင်တွယ်ရဆိုတော့နိုင်ငံလက်ဝေးစဉ်အသင်းကိုကင်တွယ်တာကြတော့မိသားစုကိုအများကြီးအချိန်ပေးလို့ရတာဆိုတော့သူ့အတွက်ကြတော့ပတ်စံသိပ်ပြီးတော့အရေးမကြီးတော့အခုလိုလူခေါ်တာတွေလူအသက်တွေကစားခွက်တွေဒါတွေလည်းသိပ်ပြီးအရေးမကြီးတော့ပဲနဲ့နည်းနည်းလေးအချိန်အေးစစ်စစ်ယူပြီးတော့ပြိုင်ပွဲအတွက်ပြင်ဆင်လို့ရတဲ့ပုံစံမျိုးဆိုတော့ကျွန်တော်ထင်တယ်သူကအဲ့ live back ကိုသွားမယ်လို့ထင်တယ် club football ကိုတော့ပြန်ဝင်မယ်လို့မထင်ဘူးနောက်တစ်ချက်က Bundesliga ဖြတ်သန်းမိပြီ La Liga ဖြတ်သန်းမိပြီ Premier League ဖြတ်သန်းမိပြီ Ligue က PSG တန်းလောက်ပဲရှိတယ် Serie A ကအရင်သူတို့ခက်တုံးကတော့ Serie A မှာမကစားဘူးလို့ရှိရင်လူရမဝင်တယ်လို့ဖြစ်ပေမဲ့လေအခုချိန်က Serie A ဆိုတာအတဲ့မှာနီးပြ level အရာလဲသူသွား fight ရမယ့်လူတွေလည်းဒီလောက်ကြီးရှိတော့တာမဟုတ်ဘူးဆိုတော့သူ့ရဲ့လာစာကိုလည်းပေးနိုင်မှုကမသေးကြဘူးဆိုတော့ကျွန်တော်ထင်တယ် club football မှာတော့သူထပ်ပြီးတော့မကျင်လဲလောက်တော့ဘူးလို့ထင်တယ်နိုင်ငံလက်ဝေးစဉ်အသင်းနီးပြအနေနဲ့ပဲသူသွားတော့မယ်လို့ကျွန်တော်တော့ပို့ပြီးယူဆပါတယ်ဆိုတော့ Guardiola နဲ့ပတ်သက်ရင်ကျွန်တော်တို့အဲ့လိုကျွန်တော်မှရှိတဲ့အမှတ်တရတွေကကျွန်တော်တို့ဒီ page run တဲ့ထဲမှာဆိုအဲ့ Total Sport page နောက်တဲ့ admin တယောက်ကသူက Mourinho ရဲ့ big fan ဗျာတဲ့ big fan ဆိုတော့ကျွန်တော်ကကြတော့ဗျာ Guardiola ကိုအားပေးတဲ့ပုံစံနည်းနည်းထူးဆန်းတယ်ဘာလို့လဲဆိုတော့ကျွန်တော်သူနဲ့ပတ်သက်တဲ့သူလုံးပြနေတဲ့ဟာတွေကြိုက်လားဆိုရင်မကြိုက်ဘူးကျွန်တော်ကြိုက်တဲ့အရာတွေတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်ကမကောင်းလို့သူ့ကိုပြောရင်မကြိုက်တာအဲ့လိုမျိုးနှစ်ခုကနည်းနည်းလေးတော့မတူဘူးဆိုတော့အဲ့ဒါကိုကျွန်တော်နည်းနည်းရှင်းပြခြင်းတယ်ဘယ်လိုလဲဆိုတော့သူက Mourinho ရဲ့ big fan ဗျာတကယ်တမ်းပြောရင်သူ Chelsea လည်း Chelsea အားပေးတာလည်းမဟုတ်ဘူး United အားပေးတာလည်းမဟုတ်ဘူး Mourinho ကိုကြိုက်တယ်ဆိုတော့သူက
အဲ့ကာလာတွေမှာဆိုကျွန်တော်တို့ကအမြဲတမ်းအဲ့လို internet debate တွေအများကြီးရှိကြတယ်ဗျဘယ်သူက better coach လဲပေါ့တစ်ဖက်နဲ့အကြောင်းအရာတွေလည်းအများကြီးပေါ့တယောက်ကလည်းပတ်စံ3ပါအောင်မြင်တယ်မက်ဆီမရှိရင်ချန်ပီယံလိမရအောင်အဲ့တုန်းကမရသေးဘူးမက်ဆီမရှိရင်ချန်ပီယံလိမရဘူးတကယ်ချမ်းသာတဲ့အသင်းတွေမှာပဲရတယ် okay ကျွန်တော်ကလည်းပြန်ပြောတာပေါ့တဲ့မှာအနည်းဆုံးတော့ Guardiola ဘယ်အသင်းကမှထုတ်တာမခံရဘူးချမ်းသာတဲ့အသင်းတွေကနီးပြလှုပ်ချင်လို့ရှိရင်ချမ်းသာတဲ့အသင်းတွေကခေါ်နိုင်လောက်တဲ့ level မျိုးရအောင်စူးစမ်းပေါ့တဲ့မှာချမ်းသာတဲ့အသင်းတွေကလုံးဝငါတို့အသင်းကိုမင်းလက်ထဲမှာပုံပြီးအပ်ထားပါတယ်ယုံကြည်ပါတယ်ဆိုတော့ယုံကြည်မှုမျိုးဖြစ်တဲ့အရေးချင်းမျိုးရှိအောင်စူးစမ်းပေါ့စသဖြင့်အဲ့လို motivate တွေကအများကြီးရှိကြတယ်ဗျထူးဆန်းတာက तू ကခုနပြောသလို तू က Mourinho ကိုကင်တဲ့အသင်းတွေကိုလည်းတကယ်မှအားမပေးဘဲနဲ့ Mourinho ကိုကြိုက်တာကျွန်တော်ကကြတော့ Mourinho ကိုကင်တဲ့ United ကိုအားပေးဘူးတယ် Mourinho နဲ့အတူလည်းအောင်မြင်ခဲ့ဘူးတယ်ဒါပေမဲ့ကျွန်တော်ကမကြိုက်ဘူးမကြိုက်ဘဲနဲ့ကျွန်တော်ကကိုနဲ့ကိုအသင်းကိုဒုက္ခရအောင်အများကြီးလုပ်ခဲ့ဘူးတယ် Guardiola ကိုကြိုက်တယ်ဒါပေမဲ့ကျွန်တော် Guardiola ရဲ့ကစားပုံကြိုက်လားဆိုတော့လည်းမကြိုက်ပြန်ဘူးဘာလို့ဆိုကျွန်တော်ကတကယ် big fan of counter attack ပဲ counter attack ကိုကျွန်တော်အရင်သဘောကျတယ် position game ကကျွန်တော်အရင်မုန်းတဲ့ကစားဟန်ထဲမှာပါတယ်ကျွန်တော်အဲ့လိုဘုံလုံးပိုင်ဆိုင်မှုအသားပေးတဲ့အသင်းတွေဆိုကြည်လည်းမကြည့်ချင်ဘူးပြင်းလည်းပြင်းတယ်စိတ်လည်းဝင်ထားအဲ့လိုသူကသူစပိန် Dominic ဖြစ်ခဲ့တဲ့ကာလတော့ဘယ်လောက်ကောင်းကောင်းလဲကျွန်တော်မကြိုက်ဘူးဘာစီလိုနာလည်းအတူတူပဲကျွန်တော်မကြိုက်ဘာလို့ကျွန်တော်အဲ့လိုဘုံလုံးကိုကူးချက်တော့ထဲမှာကင်နာပြီးကစားတဲ့ဟန်ကိုကျွန်တော်မကြိုက်တာကျွန်တော်တကယ်ကြိုက်တာသူတပြန်ကိုတပြန်ကိုအသင်းအသာစီးရတာလည်းမကြိုက်ဘူးကိုအသာစီးယူတာလည်းမကြိုက်ဘူးဟိုဘက်ကလည်းဖိဒီဘက်ကလည်းဖိဟိုဘက်ကဖိရင်လည်းကိုက defense လုပ်မယ်ကိုဘက်ကနေလည်းအခွင့်အရေးရရင်ဘောလုံးထိချက်3 4 5ချက်နဲ့ဂိုးရအောင်ယူမယ်လိုအပ်တဲ့ပွဲစဉ်တွေမှာခံစစ်ပိတ်ဆော့မယ်ဟိုတပွဲလုံးကိုဂိုးပေါက်ကန်သွင်းမှု3 4ချက်နဲ့အဲ့လိုမျိုးယူမယ်ပေါ့ဗျာဆိုတော့အဲ့လိုမျိုးသဘောကျတယ်ဆိုတော့အဲ့တော့ Guardiola ကစားနေတဲ့ပုံစံနဲ့ကျွန်တော်ကြိုက်တဲ့ပုံစံနဲ့တခြားစီပဲအဲ့ဒီတော့ကြောင့်ကျွန်တော်ကသူ့လှုပ်ပြတဲ့ဟာတွေကိုကြိုက်တာမဟုတ်ဒါပေမဲ့သူ့ကိုမကောင်းလို့ပြောရင်ကျွန်တော်လက်မခံတာပေါ့မကောင်းစားတဲ့မှာတကယ်ဒီဘက်ခက်တကယ် generation နဲ့ talent နီးပြအနေနဲ့မကောင်းလို့ပြောရင်မကြိုက်တာမဟုတ်အကြိုက်တွေကွဲတာတော့နားလေတချို့ကလည်း Mourinho ပိုကြိုက်မယ်တချို့ဆိုလည်း Jurgen Klopp ရဲ့ family လည်းရှိကြမှာပေါ့ဆိုတော့Klopp ကလူငွေသိမ်းမသုံးအောင်ဘာဖြစ်ဒါလည်းသူခံယူချက်နဲ့သူပေါ့ကျွန်တော်ကအားလုံးရဲ့အမြင်တွေကိုတော့လက်ခံတယ်ဒါပေမဲ့လုံးဝသုံးစားလို့မရတဲ့နီးပြတယောက်လို့ပြောရင်တော့ကျွန်တော်တိတ်ပြီးတော့မကြိုက်ဘူးပဲဘာလို့ဆိုတော့သူနဲ့ပတ်သက်ပြီးကျွန်တော်ထဲဖို့ဝင်အများကြီးလေ့လာဖို့ရတဲ့အတွက်သူ့ရဲ့ပင်ကိုအရေးသွေးကိုကျွန်တော်အများကြီးသိတယ်ပြီးတော့ဟိုဘောလုံးမှာသူ creative လုပ်ပေးခဲ့တဲ့ဟာတွေပေါ့ညီကိုတွေသိပါတယ်ဒီအရှိတောင်အာရှပွဲစဉ်တွေအာရှဘောလုံးပွဲတွေ follow လုပ်တဲ့လူတွေဆိုအဲ့အကုန်လုံးကအဲ့ကာလာတွေမှာလုံးဝ mini pep တွေပဲအကုန်လုံးအဲ့ trend နောက်ကိုလိုက်ကြဘောလုံးပိုင်ဆိုင်မှု ပြီးရင်နောက်တန်းကနေ bit play ကိုစမယ်ဂိုးသမား ball playing ရမယ်အဲ့ trend တွေအကုန်လုံးကအဲ့ Guardiola နဲ့အတူပြောင်းလဲသွားတဲ့ယဉ်ကျေးမှုတွေလို့ပြောလို့ရတယ်ဆိုတော့ဂျာမနီမှာတော့မှဒါလူတွေအများကြီးပြောခဲ့ကြတယ်လေ Bayern Munich ဟုတ်တယ်သူ့လက်ထက်မှာဘွန်ဒလီဂါပဲရတာချန်ပီယံလိမရဘူးသူမရှိတော့လေဘွန်ဒလီဂါရတာပဲဒါပေမဲ့ဂွာဒီယိုလာဂျာမန်ဘောလုံးရဲ့ဘောလုံးပေါ်မှာမြင်တဲ့အမြင်ကိုပြောင်းလဲသွားစေခဲ့တယ်ဆိုတော့ဟာမျိုးဒါကြောင့်ဘိုင်မြူနစ်နဲ့ပတ်သက်တဲ့လူတွေအကုန်လုံးပြောတယ်စီးတီးလည်းအတူတူပဲမန်စီးတီးနဲ့လည်းပရီးမီယာလိရတာပဲပယ်လီဂရီနီနဲ့လည်းသူတို့ရခဲ့တာပဲဒါပေမဲ့ပက်နဲ့ရတဲ့ပုံစံနဲ့တော့မတူဘူးချန်ပီယံလိကိုမရခင်အချိန်တည်းကမန်စီးတီးတွေအမြဲတမ်းပြိုင်ပွဲစခဲ့နေလို့ရှိရင်လုံးဝ number 1 favoriteသူတို့ Man City လုံးဝချန်ပီယံလိမရခင်မှာပြိုင်ပွဲဆိုင်သွားကြည့်လိုက်ချန်ပီယံလိဘူဆွဲဖို့ရေပန်းစားမှုအဆင့်1 Man City အဲ့လို level မျိုးနဲ့အသင်းကိုသူ upgrade လုပ်ပေးသွားတယ်၄နှစ်ဆက်တွေလည်းယူတယ် travel လည်းယူတယ်ဆိုတော့ City အတွက်လည်းသူလုပ်ပေးခဲ့တဲ့ဟာတွေကအကုန်လုံး perfect ဖြစ်သွားတယ်လို့ပြောလို့ရတယ်ဆိုတော့ပြီးတော့တကယ်တမ်းပြောရလို့ရှိရင်ခုနဟိုကျွန်တော် debate တွေမှာအများနဲ့ပြောခဲ့သလိုပေါ့ဘယ်အသင်းမှအထုံးမခံရဘူးဆိုတာဒီဘက်ကဘောလုံးလောကမှာလွယ်မလွယ်တာဆိုတော့သူ့အရေးချင်းနဲ့သူ့အရေးအသွေးနဲ့ဒီ club football လောကမှာကျင်လည်ပြီးတော့တခါမှအထုံးမခံရဘူးဆိုတာအဲ့ဒါတုံတန်နီးပြတွေမရနိုင်တဲ့ဂုံပုံမျိုးပဲဗျာသိလားဟိုစပြီးတော့နီးပြဘောက်တက်လန်းတဲ့အချိန်ကလေးကသူ့အနေနဲ့ဘယ်အသင်းမှ set လောက်တာမခံရဘူးဆိုတာသူနဲ့ပတ်သက်ပြီးတော့အသင်းတွေဘက်ကဘယ်လောက်ထိသူ့ project ပေါ်မှာယုံကြည်မှုရှိလဲမှန်တယ်ငွေရတော့သူသုံးတယ်ထိုက်တဲ့တော့သုံးတယ်ဒါပေမဲ့သုံးလို့လဲအောင်မြင်တယ်တကယ်လေအောင်မြင်အောင်လုပ်ပြတယ်တခါလီကျတော့နီးပြတွေကကျွန်တော်တို့ကမြင်ကြငွေ3တိုင်းအောင်မြင်တယ်လို့ထင်တာတကယ်တမ်းငွေ3တိုင်းမအောင်မြင်ငွေ3တော့မှဒုက္ခရောက်သွားတဲ့လူတွေအများကြီးပဲပိုချက်တီနိုတို့အဲ့ထဲမှာပါတယ်လမ်ဘတ်တို့ဆိုပါတယ်ချက်စီမှာငွေ3လိုက်လို့ဖြစ်လာတဲ့ pressure ကိုမခံနိုင်မဲ့လစ်သွားတဲ့ကောင်တွေကအများကြီးပဲဆိုတော့အခုဆို Man City နဲ့ပတ်သက်ပြီး Enzo Maresca နီးပြကောင်တယောက်ပါသူမှ CV ကောင်းကောင်းလဲအခုဆို strong ဖြစ်ရှိတယ်ကမ္ဘာချန်ပီယံမှာညာရီလက်ချက်စီကိုသူလုပ်ပေးခဲ့တယ်ဒါပေမဲ့Pep Guardiola ရဲ့အရသာနဲ့ကတော့ကွာနေမှာပဲဆိုတော့ဒါကိုပရိသတ်တွေအသားကျဖို့တော့တော်တော်လေးလုံးယူအောင်မတင်တယ်အဲ့တော့ကျွန်တော်က Guardiola နဲ့ပတ်သက်ပြီးနောက်ထပ်ကျွန်တော်တော်တော်လေးသဘောကျတဲ့အချက်က press conference ပေါ့ press conference တွေမှာကျွန်တော်ကအဲ့လိုနီးပြတွေရဲ့ press conference ကြည့်ရင်ကျွန်တော်တို့ကြည့်တဲ့ point လေးရှိတယ်ဗျအဲ့ဒါဘာလဲဆိုတော့ကျွန်တော်ဒီနီးပြစီကနေကျွန်တော်
တခုခုရဖို့အတွက်စူးစမ်းတယ်ဆိုလို့ကျတာဘဟုတုတပဲဖြစ်ဖြစ်အတွေးမြင်တစ်ခုပဲဖြစ်ဖြစ်အသစ်တစ်ခုပဲဖြစ်ဖြစ်အဲ့လိုမျိုးတစ်ခုခုရတယ်ဆိုရင်ကျွန်တော်ကြိုက်တယ်ပြီးရင်ဒါမှမဟုတ်သူ့ကိုကြည့်ရတဲ့ဟာ entertaining ဖြစ်တယ်ပေါ့ဆိုလိုချင်တာဖျော်ဖြေမှုပေးတယ်ဟာသားဆန်တယ်တခုခုပွဲဖြစ်တယ်ဒါမှမဟုတ် emotional တခုခုကိုသူအမြဲတမ်းဖြေရတဲ့အခါမျိုးမှာအမြဲတမ်းသူဖြေလိုက်တဲ့ဟာဖျော်ဖြေမှုဆန်ဆန်နဲ့ရည်စရာဆိုလဲရည်ရတယ်ဗျာဒေါသထွက်စရာဆိုလဲထွက်ရတယ်လှောင်စရာဆိုလဲလှောင်ရတယ်အဲ့လိုမျိုး entertainment အပြည့်ပေးတဲ့ဒီပြမျိုးဆိုကျွန်တော်သဘောကျတယ် Guardiola နှစ်မျိုးစလုံးပါတယ်သူ့ရဲ့ interview တွေကယူတဲ့ရင်ပညာရစရာတွေအများကြီးရှိတယ်လို့emotion နဲ့အပိုင်းရောပြီးတော့အဲ့လို funny ဖြစ်တဲ့အပိုင်းမှာရည်ရတဲ့ဟာလေသူ interview တယ်တကယ်ကြီးရစကားပြောရလဲ तू ကအဲ့လိုဟာသားညံလဲရွှင်တယ်ပြောလဲပြောတတ်တယ် media manipulation ကိုကောင်းကောင်းလုပ်တတ်တဲ့နီးပြမျိုးတွေမှာပါတယ်အဲ့သူ interview တွေနဲ့ပတ်သက်ပြီးကျွန်တော်အမြဲအမှတ်ရနေတဲ့အချက်တစ်ခုကဘာလဲဆိုတော့ तू ကဒီ interview sorry ဒီ press conference တခုမှာပေါ့ Steven Gerrard နဲ့ပတ်သက်ပြီးတော့ तू ကနည်းနည်းလေးပြောလိုက်တဲ့အထဲမှာဗျာGerrard ဒီ slip ဖြစ်တဲ့ချော်လဲတဲ့ slip ဖြစ်တဲ့ဟာကို तू ပြောမိသွားတယ်လီဗာပူးနဲ့ပတ်သက်ပြီးတော့ပြောတဲ့အချိန်မှာ तू ပြောမိသွားတယ်ဒါပေမဲ့ तू က positive way နဲ့ပြောတာပါဒီလိုမျိုးဖြစ်ရတဲ့ကြောင့်ဖလားမရတာမျိုးတွေဖြစ်တတ်တယ်ဆိုတဲ့ဟာမျိုးတွေသူပြောခဲ့တယ်ပြီးတော့သူ club ကိုသူ defend လုပ်နေတယ်ပေါ့နော်အဲ့တုန်းက115နဲ့ပတ်သက်ပြီးတော့ထင်တယ် Man City ကိုအရန်media အဲ့လိုမျိုးနည်းနည်းလှည့်ပတ်ပြီးမေးတော့သူပြောမိလိုက်တယ်နောက် interview လဲကြာသူချက်ချင်းအဲ့ဒါကိုဘာမှမစသေးတဲ့အချိန်မှာပြန်တောင်းပန်တယ် Steven Gerrard ကိုသူprivate ကနေလည်းသူတောင်းပန်တယ်ပြီးတော့ public မှာသူပြောခဲ့တဲ့စကားအတွက်သူတာဝန်ယူရနေတယ် media တွေအားလုံးရှိမှ Gerrard ကိုသူပြန်တောင်းပန်တယ် Gerrard ကိုသူ့ရဲ့အမျိုးသမီးရောသူ့ရဲ့ကလေးရော Liverpool နဲ့ပတ်သက်တဲ့လူတွေအကုန်လုံးကိုသူတောင်းပန်တယ်သူ့ကိုသူအရှက်ရမိတယ်ဗျာအဲ့ဒါမျိုးကဘယ်နည်းပြမှာဆိုတော့မတွေ့ခဲ့ရဘူးနီးပြတွေကပြောစရာရှိတာပတ်ကနေပြောလိုက်တာပဲပြီးရင်မသိကြအောင်စောင့်နေတာအဲ့တော့ဘာမဟုတ်တဲ့ဟာလေးတခုကိုအရင်ကြီးလဲပွဲဖြစ်ပြီးကြီးထွားသွားတာမဟုတ်ဘဲနဲ့သူ့ကိုယ်သူပြန်စဉ်းစားမိတဲ့အချိန်မှာငါဒီအတုံးတော့ကတော့ငါ club ကို defend လုပ်ချင်ဆုံးတာခါလေးကျရင်နိုင်ချင်ဆုံးနေဗျာကိုရီးယားထိမိကိုင်းပြီးပုတ်ခတ်ပြီးပြောလိုက်မိတာလေရှိကောင်းရှိမှာပါဒါပေမဲ့သူ့ဘာသူပြန်ပြီးတောင်းပန်တယ်အဲ့ဒီအားလေးကကျွန်တော်တော်တော်လေးသဘောကျတဲ့သူ့ရဲ့ press conference ထဲမှာပါတယ်ဆိုတော့Guardiola ကတော့ပြောရရင်လူသားတစ်ယောက်အနေနဲ့ manager တစ်ယောက်အနေနဲ့ရောတော်တော်လေးနှစ်လိုပဲကောင်းတဲ့ဟာပါဆိုတော့သူ့ကိုမကြိုက်တဲ့လူတွေအနေနဲ့သူ့ရဲ့ဘယ်လိုပြောမလဲအနှုတ်လက္ခဏာဆောင်တဲ့သတင်းတွေကိုတော့မရရအောင်ဆွဲချဖို့တော့အများကြီးစူးစမ်းနေခဲ့ကြတာပဲ career တစ်လျှောက်လုံးမှာဒါပေမဲ့သူအမြဲတမ်း Pep ကတော့ Pep ရဲ့ level တစ်ခုမှာပဲအမြဲတမ်းရှိနေခဲ့သေးတယ်ပြီးတော့ဒါ115ဘာညာတွေဆိုလဲလူတွေကအခုချိန်ထိပြောနေတာကျွန်တော်ပြောတာအခုချိန်ထိလဲဒါကြီးက officially လဲမချမှတ်ရသေးဘူးဗျအမိန်လည်းမချမှတ်ရသေးဘူးပြီးတော့သူတယောက်တည်းလှုပ်ထားတဲ့ကိစ္စတွေလည်းမဟုတ်ဘူးသူဓာတ်ရိုက်လှုပ်ထားတဲ့ကိစ္စတွေလည်းမဟုတ်ပြန်အောင်ဆိုတော့လူတွေကကြတော့ဘယ်လိုလဲဆိုတော့ကိုယ်စိတ်ထဲမှာကိုယ့်ဘာကိုသတ်မှတ်လိုက်ပြီ Premier League ကဆုံးဖြတ်တာမဆုံးဖြတ်တာတကယ်နာပဲမဆောင်တော့ဘူးပြီးတော့အဲ့115ကျဘာတွေပါလဲဆိုအမှန်တိုင်းပြောကျွန်တော်လက်သေးချာမသိဆိုတော့ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေစီးရင်စရာပိုင်းနဲ့ပတ်သက်တဲ့ကိစ္စတွေအဲ့လိုမျိုးခေါင်းစဉ်တွေလောက်ပဲအကြမ်းမြင်သိတယ်115ချက်လုံးရဲ့တကယ် brief ကိုတော့ဘယ်သူမှလည်းမသိဘူးကျွန်တော်ကိုယ်လည်းမသိဘူးအဲ့အတွက်ကြောင့်ကျွန်တော်ကတော့အဲ့ချက်တွေနဲ့ပတ်သက်ပြီးတော့ဘာမှသူ့ကို criticize မလုပ်ချင်ဘူးဒါကနောက်ကွယ်မှာရှိတဲ့လူတွေနဲ့ပိုဆိုင်တဲ့ကိစ္စပဲအဲ့တော့နီးပြတယောက်ရဲ့အရေးသွေးအဖြစ်တော့သူဒီတကယ် one of the greatest of all timeနီးပြတယောက်လို့ပြောလို့ရတဲ့ဒီကျွန်တော်တို့ရဲ့ဘောလုံးဝင်းကြီးခဲ့ရတဲ့ခက်မှာတကယ်ကောင်းခဲ့တဲ့နီးပြတယောက်ဆိုတော့ကျွန်တော်တရားခိုင်တော့အများကြီးအတိမတ်ပြုတယ်ဆိုတော့သူ့ကိုလည်းတကယ် club football ကနေသူကင်ခဲ့တဲ့အသင်းတွေရဲ့ကစားဟန်ကိုကြည့်ပြီးတော့အမြဲတမ်းသတိရနေရအောင်မဲ့နီးပြတယောက်လို့လည်းကျွန်တော်မြင်ပါတယ်ဆိုတော့ညီကိုတို့ရော Pep Guardiola နဲ့ပတ်သက်ပြီးဘယ်လိုမြင်လဲသူ့ရဲ့ club football မှာ dominate လုပ်ခဲ့တဲ့အတိုင်းဒါဘောလုံးလောကကိုဘယ်လောက်ထိကြီးကြီးမားမားရိုက်ခတ်ခဲ့တယ်လို့ထင်လဲကိုမြင်အောက်က comment ထဲမှာဆွေးနွေးရလို့ရပါတယ်ကြည့်ပေးတဲ့ညီကိုရအားလုံးကျေးဇူးများကြီးတင်ပါတယ်အားလုံးပဲ see you